အားလုံးပဲမင်္ဂလာပါမင်းရဲ့ database ကမေပါရှင်အားလုံးပဲမင်္ဂလာပါမင်းနဲ့ database ကကြည်ကြပါရှင်မေတို့နှစ်ယောက်ပေါ့နော်ဒီနေ့ရွှေပစုံမှာလာပြီးတော့မုတ်စားတာပေါ့နော်လာစားတဲ့အချိန်မှာရွှေပစုံမှာအရန်နာမည်ကြီးနေတဲ့မုတ်တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘာလို့ဆိုရင်လို့မလိုက်လို့စိန်ပေါ့နော်အဲ့ဒီဟာလေးကိုလာစားတာဖြစ်ပါတယ်ဒါပေမဲ့လို့လာတဲ့အချိန်ကအရန်နောက်ကျသွားတဲ့အတွက်ကိုပေါ့နော်မုတ်ကလေးကတော့ကုန်သွားပြီအဲ့ဒါကြတော့ရှိတဲ့ဟာပဲမှာစားကြမယ်ပေါ့နော်ရောက်ချင်းမေနဲ့ဒီတာနဲ့နှစ်ယောက်ရွှေပစုံမှာရှိတဲ့မုတ်တွေအများကြီးကိုပတ်ကြည့်ခဲ့ပါတယ်ရှင့်ဗီဒီယိုထဲမှာတွေ့တဲ့အတိုင်းပဲပေါ့နော်မုတ်တွေကတော်တော်လေးစုံပါတယ်ရှင့်ဆိုင်ပြင်စင်လေးကတော့တော်တော်လေးတတရရရှိပြီးတော်တော်လေးလှပါတယ်ရှင့်သူလှုပ်ပေးထားတဲ့ view လေးကိုလည်းတော်တော်လေးသဘောကျပါတယ်သူစီမှာဘာတွေမှာစားမှာတောက်လို့ရလဲဆိုတာကိုလည်းမေဗီဒီယိုလေးရိုက်ခဲ့ပါတယ်ရှင့်မေနဲ့တီတာနဲ့နှစ်ယောက်စားချင်တဲ့ဟာကိုမရတဲ့အတွက်ကိုပေါ့နော်။ဘာစားရမလို့ဆိုပြီးတော့တိုင်ပင်နေတဲ့အချိန်နောက်ဆုံးမှာတော့အေးပဲမှာတောက်ကြတော့မယ်ဆိုပြီးဖြစ်သွားပါတယ်။ဒါလေးတွေကတော့ဝယ်ပြစ်တဲ့မုတ်ကလေးပေါ့နော်။ဒီနေ့ဝယ်လိုက်တဲ့မုတ်ကလေးပါ။ဒါလေးတွေကိုကတော့အိမ်ရောက်မှစားမယ်ပေါ့နော်။အခုလောလောဆယ်တော့စားချင်တဲ့ဟာမရတဲ့အတွက်ကိုပေါ့နော်။အဆင်ပြေတဲ့အေးတို့ဘာလို့ပဲမှာထားတယ်ပေါ့နော်။အဲ့ဒီဟာလေးကိုလည်း blog အနေနဲ့တင်ပေးမှာဖြစ်ပါတယ်ရှင့်။မုတ်ကလေးတွေတော့ဝယ်ထားတယ်ပေါ့နော်နောက်ထပ်တစ်ခုပေါ့နော်ရွှေပစုံနဲ့ပတ်သက်ပြီးတော့ကြိုက်တဲ့ဟာအကြိုက်ဆုံးကပါလဲဆိုလို့ရှိရင်ဒီမုတ်ပေါ့နော်ဒီမုတ်ကိုလေးငယ်လေးကအရန်ကြိုက်တာပေါ့နော်ရွှေပစုံရဲ့ဒီမုတ်ကိုအရန်ကြိုက်ပါတယ်အခုလဲရွှေပစုံလိုင်းနဲ့တွေ့လို့မလို့ဒီမုတ်ကိုထပ်ဝယ်တယ်ပေါ့နော်အရန်ကြိုက်တဲ့မုတ်ပါချက်မေမာထားတဲ့စပစ်သီးဖြော်ရည်လေးရပါပြီအသီးအစ်စ်ကိုကြိတ်ပြီးတော့ဖြော်ထားတာဖြစ်တဲ့အတွက်ကိုတော်တော်လေးတောက်လို့ကောင်းပါတယ်ရှင်အရသာလေးလည်းတော်တော်လေးကောင်းပါတယ်ဒီတာကတော့သူ့ရဲ့ဝါသနာအရာမေရဲ့ဘေးမှာစာအုပ်ထိုင်ဖန်နေရပေါ့နော်အေးတောက်ပြီးရတဲ့မေတို့ရွှေပစုံရဲ့နောက်မှာရှိတဲ့ပန်းချန်တွေကိုရှောက်ကြည့်ခဲ့ပါတယ်ရှင့်သူကဒီလိုမျိုးပေါ့နော်သူ့ရဲ့ဆိုင်ထဲမှာမစားချင်တဲ့သူတွေအတွက်ကိုလည်းအပြင်မှာစားလို့ရအောင်လို့ထိုင်လို့ရအောင်လို့ပေါ့နော်အဲ့လိုမျိုးခုံလေးတွေလည်းအများကြီးလုပ်ပေးထားပါတယ်ရှင့်သူ့ရဲ့နောက်မှာရှိတဲ့ပန်းချန်ရဲ့အပြင်စင်လေးကိုလည်းအရန်သဘောကျပါတယ်ရှင့်အေးစစ်စစ်နဲ့သွားကျင်တဲ့သူတွေဆိုလို့ရှိရင်တော့တကယ်ကိုမှ relax ဖြစ်စေပါတယ်ရှင့်ပန်းချံအတွင်းထဲမှာရှိတဲ့ရေကန်မှာလည်းငါးအကြီးတွေအများကြီးထပ်တွေ့ခဲ့ပါတယ်ရှင့်သူ့ရဲ့ပန်းချံထဲမှာတရားတိတိလေးလှုပ်ပေးထားသလိုရေပန်းတွေရောရေတခွန်တွေရောတွေ့ခဲ့ပါတယ်ဟိုဘက်ကနေပြီးဒီတာမေကိုတက်တာလှမ်းပြနေတာဖြစ်ပါတယ်ပန်းချံလေးကတက်ရက်တန်ရှင်းတယ်လို့ပေါ့နော်ဒီလိုမျိုးစီကန်းချက်တွေလည်းထုတ်ထားပါတယ်ရှင့်မင်းနဲ့ဒီတာနဲ့ပေါ့နော်နှစ်ယောက်တူတူအခုလိုမျိုးအပြင်သွားရေးမုတ်စားတဲ့ blog လေးတွေ daily blog လေးတွေထပ်ပြီးတော့တင်ပေးတော့မှာဖြစ်တဲ့အတွက်ကိုပေါ့နော်ဂျပန်နဲ့ပတ်သက်တဲ့ဘ ഹു တတလေးတွေလည်းတင်ပေးတော့မှာဖြစ်တဲ့အတွက်ကိုမေရဲ့ account လေးကို follow လုပ်ထားလို့ရပါတယ်ရှင့်ဒီ video လေးကိုကြိုက်တယ်ဆိုလို့ရှိရင် share သွားလို့ရပါတယ်